ဒီနေ့မနက်စောစောအနောစီမှာပစိုးတွေအများကြီးပဲဝင်ထားပါတယ်နော်ပစိုးတွေကတော့3မျိုးဝင်ထားပါတယ်ဘာလေးတွေလဲဆိုတော့စီလွန်ပစိုးပါမယ်ရွှေဒူဝန်ပစိုးပါမယ်ပေါင်းပလဲပစိုးတွေဝင်ထားပါတယ်နော်အစင်လေးကိုတော့ပြပေးပါမယ်ဒါလေးကတော့စီလွန်ပစိုးလေးပါနော်ချုပ်ပြီးသားပါဈေးချိုပြီးတော့အသားမထုမပါနဲ့ရောင်းကောင်းတဲ့အစင်လေးပါနော်အခုပြတာငတ်ခါရောင်လေးပါနောက်ထပ်ရမယ့်ကာလာလေးတွေလည်းရှိပါတယ်ရောင်စုံဝင်ထားပါတယ်နော်နောက်ထပ်တစ်စင်ကတော့ရွှေဒူဝန်ပစိုးလေးပါနော်ရွှေဒူဝန်ပစိုးအစင်ကဒီလိုလေးပါအခုပြတာကမယန်းဈေးရောင်လေးပါနော်နောက်ထပ်ကာလာလေးတွေကတော့အနီရောင်ဇီးရောင်မယန်းရောင်ဆိုပြီးတော့ရပါမယ်နော်အခုနောက်ဆုံးပြတဲ့ပစိုးအစင်လေးကပေါင်းပလဲပစိုးလေးပါကရင်ပစိုးကိုပြန်ပြီးတော့စမ်းတစ်ထားတဲ့အစင်တစ်လေးပါနော်ပေါင်းပလဲပစိုးလေးပါရောင်စုံအထည်အရည်အတွက်အများကြီးပဲဝင်ထားပါတယ်လက်လီလက်ကာပေးပါတယ်နော်အနောဆိုင်ကဖန်အံမှာဖွင့်ထားပါတယ်လက်ချီပွဲကြရင်ပြန်ရောက်မဲ့အသေးလေးတွေလာပြီးတော့ဆက်သွယ်လို့ရပါတယ်နော်